အားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်ဆက်နေ YouTube channel ကနေပြန်လည်ပြီးဆိုပါတယ်ကျွန်တော်တို့လာမယ့်တစ်ပတ်26ကနေ30ရက်နေ့ထိပါတယ်လိုက်ရမယ်ဆိုတော့လေကျွန်တော်ကဏ္ဍလက်ဆောင်ထည့်ပေးထားပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကအောင်မြင်မှုလေးတွေဝဲချုံမှုလေးတွေကျွန်တော်ပြပေးပါမယ်အားလုံးကြည့်ပေးပါဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ပြီးခဲ့တဲ့ဘက်ကကဏ္ဍလက်ဆောင်နဲ့အခွေထည့်ပေးထားပါတယ်နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကအောင်မြင်မှုဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကအောင်မြင်မှုကျွန်တော်ဒီမှာပိုင်းအောင်ကဖြစ်ပါတယ်ကျွန်တော်အဖွဲ့ဝင်တွေကိုကျွန်တော်ပေးတဲ့ပိုင်းအောင်ကဖြစ်ပါတယ်။ပိုင်းအောင်ကမှာကျွန်တော်မပြောက်ပတ်ပြီးလေးပေးပါတယ်။တနင်္လာနေ့မနက်မှာပဲကျွန်တော်တို့45ဆိုပြီးထွက်ပါတယ်။လေးနဲ့ထွက်တဲ့ကဏ္ဍတွေကတော့အများကြီးပေါ့ဗျာနော်။ main hall ကတော့ကျွန်တော်တို့ထောက်ကြမနဲ့ကြာပါမယ်။ main hall ထွက်တော့ပါတယ်။ပြီးတော့ကျွန်တော်ဒီမှာ2ရက်အတွင်း6ခွန်ချိန်2ရက်အတွင်း6ခွန်ချိန်ကကျွန်တော်စီမမေးတဲ့ပေါ့နော်မေးတဲ့အဖွဲ့ဝင်တွေရှိပါတယ်။အားစလိုက်ရမယ်ကျွန်တော်6ခွန်ငါမကျော်စလိုက်ပါ။နော်ဒီမှာ86ကို main hall လည်းပါပါတယ်နော်။86လို့တွဲထွက်သွားပါတယ်။ဟုတ်ကဲ့ဒီမှာ နှစ် break ခွန် break ကတော့ကျွန်တော်တို့ဒီမှာထောက်ကြမနဲ့ကြမှာ43ဆိုပြီးထွက်တော့ပါတယ်ပြီးတော့ကျွန်တော်ဒီမှာအခွေမပြောက်အခွေကကျွန်တော်တို့348ဖို့အခွေဖြစ်ပါတယ်348ဖို့အခွေက main all လွဲသွားပါတယ်နော် main all လွဲ348ဖို့အခွေနဲ့ပတ်သက်လို့42နဲ့43ဆိုပြီးတော့ထွက်တော့ပါတယ်နော်မွေးကန9ခွနဲ့ပတ်သက်လို့ကျွန်တော်ဒီမှာ45ဆိုပြီးတော့တနင်္လာမနေ့မှာထွက်တော့နော်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ထုလို့များအလုံးထွက်သွားပါတယ်ပေါ့နော်ဒါကအဖွဲ့ဝင်တွေပြီးတဲ့ပန်းရောင်ကအောင်မြင်မှုဖြစ်ပါတယ်နော်ဒါကကျွန်တော်အောင်မြင်မှုပေါ့နော်အားလုံးကိုချုပ်တယ်အားလုံးကိုချုပ်တယ်ပြီးကြတဲ့ဘက်ကကျွန်တော်ဝင်နေပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်ရမယ့်ဆိုတဲ့အတွက်ကဏ္ဍလက်ဆောင်က4နဲ့5ဆိုပြီးတော့ကျွန်တော်ပြီးတယ်4-5ဆိုပြီးတော့တနင်္လာမနေ့မှာတွဲထွက်သွားတယ်4-5လို့တွဲထွက်ပြီးတော့ကျွန်တော်ပြောတယ်4နဲ့ပါထွက်5နဲ့ပါထွက်နော်ဒီအခွေကိုလိုက်ပါဆိုတော့ကျွန်တော်တို့တနင်္လာညနေမှာပဲ3-5ဆိုပြီးတော့တွဲပြီးထွက်သွားတယ်ပြီးတော့ဘယ်သူပဲ4ပဲလိုက်5ပဲလိုက်ကျွန်တော်တို့ဒီမှာနည်းနည်းခုဆိုတဲ့အခွေဆိုတော့40နဲ့ထွက်ပါ40ညနေမှာကျွန်တော်တို့4ခုလို့ထွက်ပါနော်ဒါကျွန်တော်အခွေနှစ်ခုပါနော်ဒါဟုတ်တယ်ဒါနောက်ဆုံးပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ဗီဒီယိုထဲမှာကျွန်တော် live ထဲမှာဗီဒီယိုထဲမှာကျွန်တော်ထည့်ပြတာကအပူထွက်ပါစောပါမယ်လို့ပြောတော့နော်ဒါပေမဲ့အပူကနောက်ကျသွားပါတယ်4ခုပေါ့နော်မထင်တဲ့ချိန်တော့ချနေပါတယ်နော်ဒါကတော့ကျွန်တော်မွေးကနအောင်မှုဖြစ်ပါတယ်မွေးကန30ဒီကောင်ကဒုတိယအချိန်ဖြစ်ပါတယ်နော်နှစ်ကွန်မွေးကဒုတိယအချိန်ဖြစ်ပါတယ်နော်ကျွန်တော်ဂျားရမှာပုံတူးကြတာပါလိမ့်မှာ3လေးအချိန်ဆိုပြီးတော့ကျွန်တော်ပြီးတာတလုံးထွင်နာဆိုတော့4နဲ့40မိနစ်ဆိုပြီးတော့ကျွန်တော်အောင်မှုရအောင်စောင့်ဆောင်ပြီးခဲ့ပါတယ်နော်40မိနစ်နော်ပုံတူးကြတာပါလိမ့်မှာ3လေးတလုံးပေါ့နော်ရှိမလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အတွက်ကမွေးကနန်းက2ချိန်အောင်ရတာနော်ဒီတစ်ချိန်နော်ဒီတစ်ချိန်နဲ့နော်ပထမအချိန်နော်ဒါပထမအချိန်31နော်31 36ပေါ့နော်ဒါကောင်ဒုတိယအချိန်ပေါ့နော်နှစ်ကွက်မွေး2ချိန်အောင်ခဲ့ပါတယ်နော်ပြောချင်တာကဒါပေါ့နော်တကွက်ကောင်းသမားတွေရင်ခံပါတယ်နော်တကွက်ကောင်းမွေးသမားတွေနော်ကျွန်တော်ပြောသလိုပဲထပ်ခါပဲကျွန်တော်ရှိနေတော့နော်ကိုကလောက်ရဲဖို့တော့လိုပါတယ်ဒါပေမဲ့နောက်ဆုံးပိုင်းညနေမှာထွက်သွားတာဆိုတော့နော်ရှော့သွားလိမ့်မယ်လို့တော့ထင်ပါတယ်နော်ပထမဦးဆုံးကျွန်တော်ပါပြောမလို့ဆိုတော့မပြောက်တဲ့ကဏ္ဍနှလုံးကိုတွဲပေးထားတာဆိုတော့ပထမဦးဆုံး3ည5ပေါ့နော်ကျွန်တော်ပတ်သီးနဲ့တွဲကြတာထိန်းကစားစီတယ်ပေါ့နော်တောက်ကြနေနောက်ဆုံးနေ့ကျမှ91လို့ထွက်သွားတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရင်ပိုးခံသွားတာဗာလဲဆိုတော့တောက်ကြနေရကျွန်တော်တို့ဘာကနေစထွက်လဲဆိုတော့98ကနေစထွက်98ကနေစထွက်ပြီးတော့99လို့99ကနေထပ်တဲ့ရင်90လို့မဖြစ်သေးဘူးနော်90မဖြစ်သေးပါဘူး91ဆိုထွက်တာ91ထွက်သွားကျွန်တော်အရန်တင်တာသွားတာပေါ့ဗျာနော်90ကလည်းအရန်ဟောကြအောင်နော်90အရန်ဟောဘာကြောင့်ဟောလဲဆိုတော့ဘာကြောင့်ဟောသွားလဲဆိုတော့ဒီမှာပေါ့ဗျာနော်မွေးလေးကွက်သမားတွေရင်ခံပါတယ်အတော်လေးရင်ခံပါနော်တော်ပြီကျွန်တော်မွေးလေးကွက်သမားလည်းမင်းဟော90ပဲပြီးထားတာဒါဆိုတော့ကနန်းတစ်ခွက်တည်းကိုနှစ်ဖွဲ့ဆုံးသွားတယ်ပေါ့နော်ဟိုဘက်4ခွက်မွေးသမားကလည်းဟိုနောက်ဆုံးလုံးဝမှကူကိုမပတ်တော့ဘူးတဲ့4ခွက်တော့တင်းထိုးလိုက်နေဆိုတဲ့လူတွေလည်းရှိပါမှာအဲ့မှာ main all ကိုပဲပူထိုးကြတဲ့နေရာများတယ်အဲ့လိုပေါ့အဖွဲ့ကနှစ်ဖွဲ့ဆုံးသွားတာပေါ့တကွက်ကောင်းသမားကလည်း90ကိုလိုက်မြဲပဲလိုက်ကြတယ်ပေါ့နော်နောက်ပြီးတော့ဟို4ခွက်မွေးသမားကလည်းကူဖြုတ်တယ်လူတွေရှိတယ်ကူကိုဖြုတ်ကြတယ်ကြောက်သွားတာပေါ့နော်ကြောက်တယ်မှာကူဖြုတ်သွားကြတယ်ဒါပေမဲ့သူကဒီ4ခွက်မှာဒီ90ပဲပစ်ထိုးတာပေါ့နော်အဲ့ဒီမှာအဖွဲ့နှစ်ဖွဲ့ဆုံးသွားတော့ဒီကနန်းကထိမ့်မနိုင်တော့ဘူးအဲ့ဒီသဘောပါနော်လွဲပါတယ်တစ်ခွက်မွေးလဲလွဲပါတယ်4ခွက်မွေးလဲလွဲပါတယ်နော်
ဟုတ်ကဲ့ဒီကတော့ကျွန်တော်မွေးကနန်းဖြစ်စေအဖွဲ့ဝင်လို့ဒီဖြစ်စေပေါ့နော်ဒါကျွန်တော်ရဲ့ပိုက်ပါ3994315399 Telegram ကနေဖွဲ့ဝင်ခြင်းနဲ့မိတ်ဆွေတွေကဒီတော့မီမေကိုတူလို့ရိုက်ရှာနေပါတယ်နော်ဟုတ်ကဲ့ဒါတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်လက်ဆောင်ပေးခဲ့တာနော်အားလုံးအောင်မြင်သွားတယ်နော်ဟုတ်ပါပြီဒီတစ်ပတ်အတွက်ကနန်းလက်ဆောင်ဒီမှာပါနော်ဒီကလေး sequential ရိုက်ယူထားကြပါပို့လို့မကျော်9 8တစ်လုံးပါနော်9 8တစ်လုံးပါ9 8တစ်လုံးလို့ပေးကြတာတစ်လုံးပေါ့ဗျာနော်နှလုံးလုံးလည်းထွက်သွားနိုင်ပါတယ်နော်အခွေကိုကျွန်တော်ခွဲပြီးတော့မပေးတော့ဘူးဒီတစ်ပတ်ကထူးကြပါတယ်အခွေနော်ဒီနားလေးမှာအခွေနော်ဒါလေးနော်အရေးကြီးပါတယ်နော်ဟုတ်ပြီနော်အခွေကတစ်ပတ်စာမပြောက်အခွေက2 3 5 8ဖြစ်ပါတယ်နော်2 3 5 8ပို့လို့မကျော်က9 8တစ်လုံးဖြစ်ပါတယ်တစ်ပတ်စာမပြောက်အခွေက2 3 5 8ဖြစ်ပါတယ်9နဲ့ပဲကနန်းပဲကတ်2 3 5 8အခွေထပ်လိုက်ရပါမယ်တကယ်လို့10ပတ်တီးထွက်တယ်2 3 5 8မကတ်ခဲ့ဘူးဆိုရင်2 3 5 8အခွေထပ်လိုက်ရပါမယ်နော်ဒါလေးကနန်းလက်ဆောင်ပါနော်2 3 5 8အခွေနော်ဒီဟာလေးမြင်မယ်နော်ဒါလေးပါ2 3 5 8အခွေဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ကနန်းနဲ့ထွက်တော့ကနန်းတိုက်ဆိုင်ပါစေအောင်မြင်သောတစ်ပတ်ဖြစ်ကြပါစေအောင်မြင်သောတစ်ပတ်ဖြစ်ကြပါစေအောင်မြင်သောတစ်ပတ်ဖြစ်ကြပါစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်